ရန်ကုန်မှာပူအိုက်လွန်တဲ့ခါကျတော့နေမှာစိတ်ရှိတိုင်းရေတွေစင်းကူးခဲ့ရေတွေသွားချိုးတဲ့အချိန်လေးတွေကိုပြန်ပြီးသတိရတယ်တောင်ပေါ်မျိုးလေးဆိုတော့အိမ်တိုင်းမှာရေကန်မရှိဘူးရေတွင်းလည်းတူးလို့မလွယ်ဘူးအဲ့ရေကိုဝယ်သုံးရတယ်အဲ့ဒီခါကျတော့ရေထွက်လို့ခေါ်တဲ့နေရာမျိုးတွေမှာပေါ့နော်သွားပြီးတော့မှအဝိလျှော်တယ်ရေကူးတယ်အေးစစ်စစ်နေလို့ရတယ်ရေကူးဖို့အတွက်လည်းပတ်စပ်ပေးစရာမလိုဘူးဒီနေရာလေးကိုဟက်ကယ်ရေကန်လို့ခေါ်တာပေါ့နော်။သူကကြတော့ရက်ဆောက်ဘက်ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ရွှေညောင်ကနေမှလမ်းခွဲလိုက်ပေါ့နော်။ရွှေညောင်ကနေမှရက်ဆောက်ဘက်ကိုသွားတဲ့လမ်းပေါ်မှာရှိတယ်။တိတ်ပြီးတော့အဝေးကြီးမဝင်ရဘူး။ဒီဓာတ်ဆီဆိုင်လေးနားမရောက်ခင်ပေါ့နော်။သူနဲ့ကဲရက်ကန်လေးပဲအတွင်းလေးတဲ့ကိုနည်းနည်းဝင်လာလိုက်လို့ရတယ်။ဒီမှာဆိုလို့ရှိရင်ချိုးရည်လာခတ်တဲ့သူတွေလည်းအများကြီးပဲ။ March April ဆိုလို့ရှိရင်ရန်ကုန်မှာတော်တော်ပူနေပြီဒါပေမဲ့ဒီဘက်တောင်ပေါ်မှာတော့အေးနေတော့မယ်အဲ့တော့ရေလေးကလေအေးဆဲပြီးတော့မှတော်တော်ကူးလို့ကောင်းတယ်ဒီကလေးတွေကငငယ်လေးတဲကနေမှဒီထဲမှာပဲကူးလာတာဆိုတော့လေလုံးဝရေကူးတဲ့နေရာမှာတော့ချန်ပီယံပဲဒီအဖို့သဘောကျတယ်သူမြည်လေးကိုရေချိုးပေးဖို့လုပ်တယ်သူရဲ့မြည်အကြီးတွေဆိုရင်လည်းဒီကက်မှာပဲချိုးလာတာသူတင်ပေးထားတာပေါ့နော်အဲ့တော့အကုန်လုံးကရေကူးတက်တယ်အဲ့ကလေးတို့သွားမယ်ဟဲ့နင်တို့ရေကူးတက်ရဲ့လားဆိုကိုရှိမှာပဲဂျိုးနေထိုးပြီးတော့မှရေတော့ block နဲ့ဝင်သွားတစ်ဖက်မှာကျတော့ဒီ net စင်ရှိတာပေါ့နော် net ကုန်းလို့ခေါ်မှာပေါ့အဲ့မှာရှိတယ်အဲ့တော့ဒီဘက်မှာငါးတွေလည်းအများကြီးမွေးထားတယ်အဲ့ဒီ net စင်ရှိတဲ့နေရာမှာရေကကြည်တယ်ပြီးတော့အဲ့ငါးတွေကိုအစာကျွေးလို့ရတယ်ပေါ့နော်ဟိုးဘက်အဲ့ဒီလူချေတိတ်တဲ့နေရာပေါ့နောက်မှဆိုလို့ရှိရင်တော့ငါးတွေကဖမ်းတဲ့သူမရှိလို့လားမသိဘူးတော်တော်ကြီးတယ်တကောင်ကိုတထောင်မကောက်အဲ့လောက်ကြီးတယ်ဒီနက်စင်ရှိတဲ့နေရာနဲ့ရေချိုးတဲ့ကန်ရဲ့ပြီးတော့ဟိုဘက်မှာကလေကွင်းတွေရလဲတစ်ဆက်တည်းဆိုတော့လေဒီနက်စင်ဘက်ကရေထွက်ကိုတိတ်ပြီးတော့မကာထားဘူးဆိုလို့ရှင်မိုးတွင်းကြလို့ရှင်ဒီကငါးတွေကထွက်ပြီးတော့မှဟိုလေကွင်းတွေဘက်ကိုရောက်ဒီကန်မှာတော့ယောက်ျားလေးဘက်အချမ်းနဲ့မိန်းကလေးဘက်ချမ်းချားထားပါတော့ယောက်ျားလေးဘက်ချမ်းမှာတော့ဒီဘက်မှာကုံတော့ကလေးတွေရောယောက်ျားလေးတွေရောမှပျော်ရွှင်ပြီးတော့မှရေကူးဆော့ဟိုဘက်ချမ်းမှာတော့အမျိုးသမီးတွေကဒီတက်ပေါ့နော်အဝတ်တွေရှော့ရေတွေကူးကြပြောစရာရေမကူးတဲ့သူတွေကြတော့ဒီဘက်ဘေးနားမှာနေကြခင်းရှိတယ်တပုံအလှရိုက်လို့ရတယ်ပေါ့နော်အဲကြောင့်မလို့မွန်းတက်တဲ့ရန်ကုန်မြို့ကြီးမှာဆိုလို့ရှိရင်မပြောဘူးနေမှာဆိုလို့ရှိရင်ကြိုက်တဲ့နေရာသွားရှုခင်းနေရလဲလှပတ်စံပေးစရာမလိုဘဲနဲ့ရေတွေလည်းအဝကူးလို့ရတယ်အဲကြောင့်ပိတ်ရရောက်တိုင်းအပြေးပြန်မိတယ်